အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့နဝမတန်းမြန်မာသရာမှာသင်ကြားရတဲ့ဝက်ကြရိုးဆိုတဲ့ခေါင်းစဉ်ထဲကဝက်ကြကဏ္ဍတွေအကြောင်းကိုဆက်ပြီးတော့ဆွေးနွေးသားပါမယ်ဝက်ကြကဏ္ဍဆိုတာကတော့ဝက်ကြရိုးတစ်ခုမှာပါဝင်တဲ့ဝက်ကြငယ်လေးတွေကိုဆိုလိုပါတယ်ဒီနေရာမှာအမိဝက်ကြကဏ္ဍနဲ့အမိခံဝက်ကြကဏ္ဍဆိုပြီးတော့မှနှစ်ပိုင်းခွဲခြားထားတာကိုတွေ့ရပါမယ်တစ်ခုချင်းစီကိုဆက်ပြီးလေ့လာပါမယ်အမိဝက်ကြကဏ္ဍဆိုတာကတော့ကတ္တာကရိယာပါဝင်ပါတယ်ဒါပေမဲ့တိကျမရက်တည်နိုင်ဘူးအတိတ်ပဲမပြည့်စုံသေးတဲ့ပုတ်စုပဲဖြစ်ပါတယ်အမိခံဝက်ကြဆိုတာကတော့ကတ္တာကရိယာပါပါတယ်ပြီးတော့မှတိကျရက်တည်နိုင်တဲ့အတိတ်ပဲပြည့်စုံတဲ့ပုတ်စုပဲဖြစ်ပါတယ်ဒါဆိုရင်တော့တာရကဝက်ကြတွေကိုကြည့်ပြီးတော့မှဘယ်ဟာကအမိဝက်ကြကဏ္ဍလဲဘယ်ဟာကအမိခံဝက်ကြကဏ္ဍလဲဆိုတာကိုဆက်ပြီးတော့မှဆွေးနွေးသားပါမယ်ပထမတာရကမှာမြစ်ရည်တက်သဖြင့်လှသူစားတို့ကြောင်းပိတ်သည်အပြောဝက်ကြဆိုရင်တော့မြစ်ရည်တက်လို့လှသူစားတို့ကြောင်းပိတ်တယ်လို့ပြောင်းရေးမှာဖြစ်ပါတယ်ဒီဝက်ကြရိုးမှာတော့မြစ်ရည်တက်သဖြင့်ဆိုတဲ့ဝက်ကြကဏ္ဍနဲ့လှသူစားတို့ကြောင်းပိတ်သည်ဆိုတဲ့ဝက်ကြကဏ္ဍစုစုပေါင်းနှစ်ခုပါဝင်ပါတယ်ဒီနေရာမှာအရှိကရေးပြထားတဲ့မြစ်ရည်တက်သဖြင့်ဆိုတဲ့ဝက်ကြကဏ္ဍဟာအမိဝက်ကြကဏ္ဍဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဝက်ကြရိုးရဲ့အဓိပ္ပာယ်ပြည့်စုံဖို့ရန်အတွက်အနောက်မှာရှိတဲ့လှသူစားတို့ကြောင်းပိတ်သည်ဆိုတဲ့ဝက်ကြကဏ္ဍကိုမိခိုနေရတဲ့အတွက်အရှိကမြစ်ရည်တက်သဖြင့်ဆိုတဲ့ဝက်ကြကဏ္ဍဟာအမိဝက်ကြကဏ္ဍပဲဖြစ်ပါတယ်ဒီလိုပဲအနောက်မှာရှိတဲ့လှသူစားတို့ကြောင်းပိတ်သည်ဆိုတဲ့ဝက်ကြကဏ္ဍဟာအရှိကဝက်ကြကဏ္ဍရဲ့မိချင်းကိုခံရတဲ့အတွက်အမိခံဝက်ကြကဏ္ဍဖြစ်ပါတယ်နောက်ထပ်နံပါတ်2ကိုဆက်ပြီးကြည့်ပါမယ်သူခရီးသွားမိကိုအိမ်သားများမသိကြပေအပြောဝက်ကြနဲ့ဆိုရင်တော့သူခရီးသွားမှာကိုအိမ်သားတွေမသိကြပါဘူးလို့ရေးရမှာဖြစ်ပါတယ်တစ်ခုချင်းစီကိုဆက်ပြီးတော့လေ့လာပါမယ်ဒီနေရာမှာလည်းပဲသူခရီးသွားမိကိုဆိုတဲ့ဝက်ကြကဏ္ဍနဲ့အိမ်သားများမသိကြပေဆိုတဲ့ဝက်ကြကဏ္ဍစုစုပေါင်းနှစ်ခုပါဝင်ပါတယ်အရှိမရေးပြထားတဲ့သူခရီးသွားမိကိုဆိုတဲ့ဝက်ကြကဏ္ဍဟာအမိဝက်ကြကဏ္ဍပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဝက်ကြရိုးရဲ့အဓိပ္ပာယ်ပြည့်စုံဖို့ရန်အတွက်အနောက်ကအိမ်သားများမသိကြပေဆိုတဲ့ဝက်ကြကဏ္ဍကိုအမိပြုနေရတဲ့အတွက်သူခရီးသွားမိကိုဆိုတဲ့ဝက်ကြကဏ္ဍဟာအမိဝက်ကြကဏ္ဍပဲဖြစ်ပါတယ်ဒီလိုပဲအနောက်မှာရှိတဲ့အိမ်သားများမသိကြပေဆိုတဲ့ဝက်ကြကဏ္ဍဟာအမိခံဝက်ကြကဏ္ဍဖြစ်ပါတယ်ဘာလို့လဲဆိုတော့အရှိကဝက်ကြကဏ္ဍရဲ့မိချင်းကိုခံရတဲ့အတွက်ပဲဖြစ်ပါတယ်နောက်ဆုံးတာရကလေးကိုကြည့်ပါမယ်ဝေဝေသည်ဈေးသွားပြီးဈေးဈေးမှာအလုတ်သွားသည်အပြောဆိုရင်တော့ဝေဝေကဈေးသွားပြီးဈေးဈေးကအလုတ်သွားတယ်လို့ရေးရပါမယ်ဒီစာကြောင်းမှာပေးထားတဲ့ဝက်ကြရိုးရဲ့အဓိပ္ပာယ်ပြည့်စုံဖို့အတွက်ဆိုရင်အရှိကဝေဝေသည်ဈေးသွားပြီးဆိုတဲ့ဝက်ကြကဏ္ဍဟာအနောက်ကဈေးဈေးမှာအလုတ်သွားသည်ဆိုတဲ့ဝက်ကြကဏ္ဍကိုအမိပြုရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဝေဝေသည်ဈေးသွားပြီးဆိုတဲ့ဝက်ကြကဏ္ဍဟာအမိဝက်ကြကဏ္ဍပဲဖြစ်ပါတယ်အဲ့ဒီလိုပဲဈေးဈေးမှာအလုတ်သွားသည်ဆိုတဲ့ဝက်ကြကဏ္ဍဟာအရှိကဝက်ကြကဏ္ဍရဲ့မိချင်းကိုခံရတဲ့အတွက်ဈေးဈေးမှာအလုတ်သွားသည်ဆိုတဲ့ဝက်ကြကဏ္ဍဟာအမိခံဝက်ကြကဏ္ဍပဲဖြစ်ပါတယ်ဒါဆိုရင်တော့အမိဝက်ကြကဏ္ဍနဲ့အမိခံဝက်ကြကဏ္ဍအကြောင်းကိုနားလည်သွားပြီပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကိုအကျဉ်းချုပ်ရမယ်ဆိုရင်တော့ဝက်ကြကဏ္ဍဆိုတာကဝက်ကြရွက်တစ်ခုမှာပါဝင်တဲ့ဝက်ကြငယ်လေးတွေပဲဖြစ်ပါတယ်ဒီဝက်ကြကဏ္ဍကိုအမိဝက်ကြကဏ္ဍနဲ့အမိခံဝက်ကြကဏ္ဍဆိုပြီးတော့မှနှစ်ပိုင်းခွဲလို့ရပါတယ်အမိဝက်ကြကဏ္ဍဆိုတာကတော့ကတ္တာကရိယာပါပြီးမြဲတိကျမရက်တည်နိုင်တဲ့အတိတ်ပဲမပြည့်စုံသေးတဲ့ပုတ်စုပဲဖြစ်ပါတယ်အမိခံဝက်ကြကဏ္ဍဆိုတာကတော့ကတ္တာနဲ့ကရိယာပါဝင်ပြီးတော့တိကျရက်တည်နိုင်တဲ့အတိတ်ပဲပြည့်စုံတဲ့ပုတ်စုတွေပဲဖြစ်ပါတယ်ဒါဆိုရင်တော့နောက်ဗီဒီယိုမှာအမိဝက်ကြကဏ္ဍ၃မျိုးအကြောင်းကိုဆက်ပြီးလေ့လာသွားမှာဖြစ်ပါတယ်